အရေးပေါ်တတိသားစီးကို SARS ကိစ္စမဖြစ်သေးခင်မှာကြိုပြီးတောက်လို့ရလားလို့မေးတယ်။ SARS ကိစ္စမဖြစ်သေးဘဲနဲ့ကြိုပြီးတော့တောက်ထားလို့မရပါဘူး။ SARS ကိစ္စပြီးမှသာအရေးပေါ်တတိသားစီးကိုတောက်ရမှာဖြစ်ပါတယ်။ကိုဝယ်ထားတဲ့စီးကတစ်လုံးစီးဆိုရင်တော့ဒါ SARS ကိစ္စပြီးချင်းတောက်လိုက်ရင်ရပါပြီ။အကယ်လို့ကိုဝယ်ထားတဲ့အရေးပေါ်စီးကနှလုံးပါတဲ့စီးဆိုရင်တော့ဖြစ်ပြီးချင်းမှာတစ်လုံး12နာရီအကြာမှာနောက်ထပ်တစ်လုံးတောက်ပြီးရမှာဖြစ်ပါတယ်။အရေးပေါ်တတိသားစီးကိုကျွန်တော်တို့နောက်အကျဆုံးဘယ်လောက်တောက်လို့ရမလဲဆိုရင်82နာရီထိတောက်လို့ရပါတယ်။အကယ်လို့များ82နာရီကျော်သွားတယ်ဆိုရင်တော့ကောပါ IUD ကိုဆရာဝန်အကူအညီနဲ့ထည့်သွင်းပေးနိုင်ပါတယ်။ဒီနည်းလမ်းကိုတော့ကျွန်တော်တို့ကအရေးပေါ်ကာကွယ်တဲ့နည်းလမ်းအနေနဲ့ရောရေရှည်ကိုဝင်တားနည်းအနေနဲ့ပါအသုံးပြုနိုင်ပါတယ်